နန္တိသေနာဟာယတနာသုံးပါးကိုလေးမြတ်စွာကြီးညိုတဲ့ဥပါဒကတအုပ်ဖြစ်ချေတယ်။သူနေထိုင်တဲ့ကတာဝတိမြို့နေစင်ချေပုံရက်ရှိရွာငယ်လေးတစ်ရွာဖြစ်ပါတယ်။တနေ့မှာနန္တိသေနာကဖျားရှင်အားပန်းရည်စီမီတို့ကက်လို့ပူဇော်ပြီးနောက်ကိစ္စတစ်ခုဖြင့်ရွာမှထွက်လာခဲ့တယ်။သူသွားရမယ့်ခီးလန်းတနေရာမှာတော့တင်ကြိုင်ကုန်းတစ်ခုရှိတယ်။ဒီတင်ကြိုင်ကုန်းက6လက်ရာ၌နာကြီးပေရာလူအသွားလာတော့ပင်ကျဲပါလာတယ်။နန္တိသေနာဖို့မသွားမဖြစ်သွားရသည်ဖြစ်ရာစိတ်ထဲမှာတော့မတူမတန်ဖြစ်ရသည်အမှန်ပဲ။တင်ကြိုင်ကုန်းနီးကိုရောက်တော့ခြေလန်းတွေကသူ့အလိုလိုတုံဆိုင်လေးကန်လာကြတယ်။ဒီအတွက်အံ့ဩခြင်းထိတ်လန့်ခြင်းတို့ဖြစ်လာရသည့်နေ့တူစက်သိမ်းမွေးညင်းတို့ကလည်းဖြန်းကနေထလာကြတယ်။ဒီအတွက်သူဟာခြေစုံကိုခန့်ခိုင်မမတ်ရပ်လိုက်တယ်။ပြီးတော့သူ့ရှိတက်ရှိမြင်ကွင်းအားမမိတ်မတုံဆူဆူဆက်ဆိုင်ကြည့်လိုက်မိတယ်။သူမြင်တွေ့နေရသည်ကကြောင်မဖွေရကောင်းသောမြင်ကွင်းပဲအသားအရောင်ကမဲချိန်နေတယ်။သွားတော့မှလည်းအစိတ်အကျဲမကြီးခန္ဓာကိုယ်ကလည်းအသားဆိုင်တွေမရှိတဲ့အောင်ပိန်ကက်နေသည်နဲ့အမျှမျက်လုံးအစုံမှလည်းပြူးကြောင်ကြောင်ဖြစ်နေသည့်ပိတ်တာမကြီးတစ်ကောင်ပဲထိုပြိတ်တာမကြီးအားလှုပ်ရှားခြင်းမရှိပဲနန္တိသေနာကိုသာပြူးကြောင်ကြောင်မျက်လုံးအစုံဖြင့်စိုက်ငယ်ကြည့်ရှုနေလေတယ်။နန္တိသေနာအဖို့ရှေ့ကိုလည်းမတူတာနောက်ကိုလည်းမဆုတ်တာသောအဖြစ်မျိုးဒီလိုအခြေအနေမျိုးမှာပင်နန္တိသေနာလည်းယတနာသုံးပါးရဲ့ကုံကျေးစုတို့ကိုအာယုံပြုရင်းမှမရဲတော့လဲပြေးခဲစေလိုတီထုံကိုနှလုံးမူကရဲတင်းစွာဖြင့်စကားဆိုလေတော့တယ်။အိုးအသင်ရဲ့အစင်းတံကကြောက်စရာကြီးပါပဲလား။သင်ဘာတူလဲငါတော့သင်ကိုလူးလို့မထင်ဘူး။ဒီလိုမျိုးအမေစကားဆိုလိုက်တော့ပြိတ္တာမထံမှဆိုနှင့်ကြေကွဲဖွယ်ကောင်းလာစွာသောအဖြစ်စကားတို့ထွက်ပေါ်လာတယ်။မောင်ကြီးရဲ့ကျမောက်မမှတ်မိတော့လား။အင်းလေမမိစရာအနေထားလည်းမဟုတ်တော့တာပဲကိုကျမဟာဘဝဟောင်းတော့မောင်ကြီးအင်မတန်မှချစ်လာပါတယ်ဆိုတဲ့မိနန္ဒာလေဘာမိနန္ဒာဟုတ်လားအိုးမဟုတ်ဘူးသင်ဟာမိနန္ဒာလုံးဝမဟုတ်ဘူးပြောတော့မောင်ကြီးရဲ့မောင်ကြီးနေနဲ့မိနန္ဒာမမှတ်မိတာမောင်ကြီးရဲ့အပြစ်မဟုတ်ပါဘူးမိနန္ဒာဟာမောင်ကြီးနဲ့အတူနေခဲ့စဉ်ဟာမကောင်းတဲ့အကုသိုလ်တူစရိုက်တွေကြောင့်သေလွန်တဲ့အခါအခုလိုပြိတ္တာမကြီးဘဝရောက်ခဲ့ရတယ်ဒီတော့မောင်ကြီးမမှတ်မိတာအစိုးမဆိုပါဘူးရှင်ပြိတ္တာမရဲ့စိုးနဲ့ဝမ်းနဲ့ဖွယ်ရစကားတို့ကြားရလေတော့နန္တိသေနာအဖို့တကူလုံးလှုပ်ခါသွားရတော့တယ်ပြိတ္တာမရဲ့စကားတို့ကယုံရအခက်မယုံရအခက်ဖြစ်နေသည်မဟုတ်ပါလားဒီတော့အကြောင်းရင်းမှန်အဖြစ်တစ်နှစ်မှန်သိရဖို့အတွက်တည်တည်ချာချာစူးစမ်းဖို့ရာနန္တိသေနာဆုံးဖြတ်ချက်ချလိုက်ပါတယ်အိုးအသင်မဟုတ်မမှန်တဲ့စကားမပြောဆိုပါနဲ့လားသင်ဟာဘဝဟောင်းတော့ငါရဲ့မယားမိနန္ဒာလို့ဆိုခဲ့တယ်ထားပါတော့သင်ဟာငါနဲ့နေစဉ်ကာလကဘလို့မျိုးမကောင်းမှုတူစရိုက်တွေပြုလုပ်ခဲ့လို့လဲကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးနဲ့ဘလို့ကံကိုကျူးလွန်ခဲ့လို့လဲဘလို့မျိုးမကောင်းမှုအကုသိုလ်ကံကျူးလွန်ခဲ့လို့လဲဘလို့မျိုးမကောင်းမှုအကုသိုလ်ကံကျူးလွန်ခဲ့လို့အခုလိုမျိုးပြိတ္တာဘဝကိုရောက်ခဲ့ရတယ်ဆိုတာငါ့ကိုမှန်မှန်ပြောစမ်းပါဟုတ်ကဲ့ပါမောင်ကြီးရဲ့မိနန္ဒာမှန်တဲ့အတိုင်းပဲပြောပါတော့မယ်ကျမဟာမောင်ကြီးနဲ့အကျဉ်းလင်မယားဘဝကိုရောက်စကြတဲ့ရောက်ပဲကိုအမှုရာနှုတ်အမှုရာတွေမှာရိုင်းပြကြမ်းတမ်းနဲ့အာရဲရှာရဲဆက်ဆက်ကျဲဖြစ်ခဲ့ပါတယ်မယားဝတ်တရားငါးပါးမကြေပြုံပဲလင်းကိုလေးစားရကောင်းမှမသိကျန်းတော်ရင်သီးတဲ့စကားတွေနဲ့နှုတ်သီးကောင်းရှာပါလုပ်ခဲ့ပါတယ်မောင်ကြီးရဲ့မိနန္ဒာမောင်ကြီးအပေါ်တင်မဟုတ်ပါဘူးမောင်ကြီးရဲ့မိခင်ရောက်ခမဖြစ်သူလဲကာရဝေါစနိဝါဒေါစကင်းမဲ့စွာနဲ့ဟဲ့တမြမကြီးတခိုးမကြီးစသဖြင့်ရိုင်းပြနင်ပဲငါစနှုတ်အားတွေကျန်းခဲ့ပါသေးတယ်မောင်ကြီးရဲ့မိနန္ဒာလေးအများကြီးမှားခဲ့ပါတယ်ဒါပေမဲ့အမားတွေလွန်ခဲ့ပါပြီအဲ့လိုမျိုးအကုသိုလ်ကံတွေကြောင့်အခုဘဝမှာပြိတ္တာမကြီးဖြစ်ခဲ့တာပေါ့ကျမရဲ့အဖြစ်ကိုကြည့်လက်မြင်လဲပါမလားမောင်ကြီးရဲ့ဒီလိုမျိုးကြားလာရတော့နန္တိသေနာဖို့ရင်ထဲမချိအောင်ခံစားနေရပါပြီကောမိနန္ဒာနဲ့အတူတကွနေရစဉ်ကာလချစ်ချင်းမြတ်တာဖြင့်အရာရောက်တီးခန့်၍ပေါင်းသိမ်းခဲ့တယ်မိနန္ဒာကွယ်လွန်ပြီးနောက်တပင်လဲမို့တပင်ထူနိုင်သည့်အခြေအနေတွေရှိတော်ညာလဲသူ့အချစ်ကမိနန္ဒာထံပါသွားခဲ့ပြီးဖြစ်၍အချစ်တစ်တပံမမွေးဖွားလေတော့နန္တိသေနာကမိနန္ဒာတစ်ဖြစ်လဲပြိတ္တာမအောင်ကြည့်ပြီးတနာကိယနာစိတ်တွေတသွင်သွင်ယူဖိတ်လာခဲ့တော့တယ်ဒီတော့သူပါလို့ရမှာတဲ့နီကိယနာရှိလိုင်းတွေကဥပစ်ခါတောင်ခုံအားတိုက်စားဖြူဖြက်လိုက်လေပြီမိနန္ဒာတစ်ဖြစ်လဲပြိတ္တာမအား
မိယားဟာမယားပါပဲဟုသောအသည့်ဖြင့်အကြီးတန်းအယုတ်ဆိုးလှစွာသောမြင်ကွင်းကိုခွာချပစ်လိုက်တယ်။ဒီတော့ပခုံးပေါ်မှာတင်ထားတဲ့ဝတ်ဆောင်ဆွဲယူကမိနန္ဒာထံကမ်းပေးလိုက်တယ်။အိုးမိနန္ဒာရဲ့မင်းရဲ့အဖြစ်ကိုကြားရတာရင်နင့်စရာကြီးပါပဲလားကွယ်။မင်းရဲ့အဖြစ်ကိုမောင်ကြီးမကြည့်ရပါဘူး။ကဲမောင်ကြီးပေးတဲ့အဝတ်ကိုဝတ်ထားလိုက်ပြီးရင်မောင်ကြီးနဲ့တူတူလိုက်ခဲ့။မောင်ကြီးနဲ့တူလိုက်ခဲ့ရမယ်ဟုတ်လား။ဟုတ်တယ်လေမိနန္ဒာရဲ့မောင်ကြီးနေတဲ့အိမ်ဟာမိနန္ဒာရဲ့အိမ်ပဲမဟုတ်လား။အိမ်ပြန်ရောက်တဲ့အခါမိနန္ဒာသဘောကျနှစ်သက်တဲ့ဝတ်ထည်ကောင်းတွေဝတ်ရမယ်။မိုးလုံလေလုံအဆောက်အဦမှာနေရမယ်။မိနန္ဒာကြိုက်တဲ့စားကောင်းတောက်ဖွဲ့တွေစားတော့ရမယ်။ပြီးတော့တို့များရဲ့သားနဲ့ချွေးမတို့ကနေမွေးဖွားလာတဲ့မြေဦးကလေးကိုလည်းချီရမယ်။တကယ်ပြောစရာကြီးမိနန္ဒာရဲ့ဖြစ်သမျှအကြောင်းအကောင်းကြီးလို့သာမှတ်လိုက်တော့ကိုင်အဝတ်ကလေးဝတ်ပြီးမောင်ကြီးနဲ့ပြန်လိုက်ခဲ့နော်။ပြိတ္တာမကကန်းလင့်လာသောအဝတ်စားကိုလှမ်းမယူခဲ့။အိုးမောင်ကြီးရဲ့မိနန္ဒာကိုချစ်တဲ့စိတ်နဲ့အဝတ်ကိုပေးပေမဲ့ကျမအနေနဲ့ယူခွင့်မရှိပါဘူးရှင်။ယူလို့လည်းမဖြစ်ပါဘူး။မောင်ကြီးခေါ်ရနာကိုလိုက်ချင်ပေမဲ့မိနန္ဒာရဲ့လက်ရှိဘဝဟာအင်ကီဟာနဲ့ထိုက်တန်တဲ့ဘဝမျိုးမဟုတ်တော့ပါဘူးမောင်ကြီးရဲ့ပြိတ္တာမရဲ့စကားတန်တို့ကနန္တိသေနာအတွက်စိုးနှင့်ကြေကွဲစရာပဲ။အိုးမောင်ကြီးရဲ့မိနန္ဒာပေါ်တနာကိယူနာရှိတယ်ဆိုရင်တခုလောက်အကြံပေးပါစေ။ပေးပါမိနန္ဒာပေးပါမောင်ကြီးဖြည့်ဆည်းပေးပါမယ်။ကျေးဇူးတိတ်တင်ပါတယ်မောင်ကြီးရဲ့မောင်ကြီးနေနဲ့သီလတိတ်ခါနဲ့ပြည့်စုံတဲ့တန်ကတော့အရှင်သူမြတ်တွေကိုပင့်ပြီးစွန်းအလှဒါနာပြုတော်မူပါအဲ့ဒီခါမှာမိနန္ဒာအမိကိုခေါ်ပြီးအမြပေးဝေပါနော်အဲ့ဒီလိုအမြပေးဝေလို့တာတုခေါ်ခွင့်ရပြီဆိုရင်မိနန္ဒာလေးကုသိုလ်အဖို့ပါကားကြောင့်ဒီလိုပြိတ္တာမဘဝနေကင်းလွတ်မှာပါအော်ဒီလိုလားစိတ်ချမိနန္ဒာစိတ်ချမောင်ကြီးလေအိမ်ပြန်ရောက်ပြီဆိုတာနဲ့မိနန္ဒာမှားကြတဲ့အတိုင်းပဲတသွေမတိမ်လှုပ်ပေးမယ်သိလားကျေးဇူးကြီးမားလာပါတယ်မောင်ကြီးရဲ့နန္တိသေနာလည်းမခွဲနိုင်မခွာရဲ့ဖြင့်ရှင်ထဲမကြည့်အောင်ခံစားရကတောကောင်ရှင်ဝဲပိုက်လေးရဲ့ပြန်ခဲ့ရပါတော့တယ်အိမ်တို့ပြန်ရောက်တော့နန္တိသေနာရဲ့အာယုံထဲမှာမိနန္ဒာရဲ့တနာစရာအသွင်ပြင်တွေကတရစ်ဝဲနန္တိသေနာလည်းမိသားစုနဲ့တိုင်ပင်ပြီးရဟန်းတန်ကာတော်များကိုပင်ဖိတ်ကစုံခဲပွဲပေါစင်တို့ကို၎င်းအဝတ်သင်္ကန်းကျောင်းသင်္ကန်းတို့ကို၎င်းဒီဖနက်အမွှေးနဲ့သားပန်းမာလာတို့ကို၎င်းပြန့်ပြောများပြားစွာအလူတန်းပြုပြီးနောက်ကုသိုလ်အဖို့ပါကကိုမိနန္ဒာအတွက်အမျှပေးဝေတယ်။နောက်ရက်တွေမှာတော့မိနန္ဒာကိုတွေးလိုက်နိုးနဲ့တင်ချိုင်းကုန်းရှိရာသို့သွားရောက်ရှာဖွေကြည့်တယ်။မတွေ့မမြင်သူ့အာယုံထဲမှာတော့ပြိတ္တာမရဲ့အသွင်ပြင်ကဖျောက်ဖျက်မရသည့်ရုပ်ပုံတလွှာဖြစ်နေခဲ့ရတယ်။အော်မိနန္ဒာရဲ့မင်းပဲစီများရောက်နေတယ်လေကွယ်။မင်းအတွက်မောင်ကြီးရည်စူးလူတန်းခဲ့တဲ့ကုသိုလ်ဖို့ပါကကိုရမှရပါလိမ့်စား။စိတ်ထဲမှာတော့တအုံနွေမိနန္ဒာပေါ်တနာကိယူနာမိုးတွေကဖြိုးဖြိုးဆွေနေစေဒီအခိုက်မှာမမျောလင့်သောမြင်ကွင်းတစ်ခုကသူ့ရှိမှဖြတ်ခနဲ့ပေါ်လာခဲ့တယ်ဒီမြင်ကွင်းဟာအရင်တစ်ခါတုန်းကတွေးမြင်ရသောမြင်ကွင်းနဲ့တခြားစီလို့ဆိုရမိတာပဲယခုမြင်တွေ့လိုက်ရသည်ကကိုရောင်ကိုဝါတောက်ပစွာနဲ့ချစ်ခင်မျက်နှိုးစွာကောင်းလှစွာသောနှက်သမီးကလေးတစ်ပါးပင်ဖြစ်ချေတယ်အိုးအသေးနှက်သမီးသင်ရဲ့အစည်းယူပါရွှေစင်တို့ဖြင့်သွန်းစစ်ထားသလိုလှပတင့်တယ်လာချီလားတင်မောဖွယ်တီရီကြက်သည်ရှိလာချီလားဘလို့ကုသိုလ်ဘလို့အကျိုးကြောင့်အခုလိုတပြိုးပြိုးတစ်ပြက်ပြက်ရောင်စင်တွေရှက်ဖြာနေရပါသလဲငါ့ကိုပြောပြစမ်းပါလားနန္တိသေနာရဲ့စကားအဆုံးမှာတော့နတ်သမီးကနှိမ့်လုံစွာပြုံးရင်အိုးမောင်ကြီးရဲ့အခုတခါလဲမောင်ကြီးဟာမိနန္ဒာကိုမိနန္ဒာမဲမသိပြန်တော့ပေါ့ဘာအသေးနတ်သမီးကမိနန္ဒာဟုတ်လားနန္တိသေနာဖို့မိနန္ဒာအားပြိတ္တာမအသွင်ခေါယူကျိုးနေလေပြီမို့ယခုလိုမျိုးအပြောင်းလဲမှာပါဆက်အဟောင်းသားဖြင့်တအံ့တအုံဖြစ်ရပြန်တယ်တကယ်ပါမောင်ကြီးရဲ့ကျမဟာအတိတ်ဘဝကမောင်ကြီးရဲ့ချစ်စနီးမယားမိနန္ဒာမှာမိနန္ဒာအဆက်ပါရှင်မောင်ကြီးနဲ့အတူနေတိုင်းခဲ့တုန်းကလင်းအပေါ်လည်းမယိုးသေးရောက်ခမအပေါ်လည်းမခန့်လေးစားလုပ်ခဲ့လို့အာကုသိုလ်တူစရိုက်တွေဖိစီးပြီးပြိတ္တာမဘဝကိုရောက်ခဲ့ရပါတယ်အဲ့ဒီမှာမောင်ကြီးကမိနန္ဒာကိုရှိစုပြီးကုသိုလ်ဖို့ပါကားတွေပြုခဲ့တဲ့အခါမိနန္ဒာတာတုခေါ်ခွင့်ရခဲ့ပါတယ်အဲ့ဒီလိုနဲ့ပြိတ္တာဘဝအသွင်ပြောင်းပြီးအခုလိုနတ်သမီးဘဝကိုရောက်ခဲ့ရပါတယ်အဲ့ဒီအတွက်မောင်ကြီးကိုကျေးဇူးတိတ်တင်တဲ့အကြောင်းလာရောက်ပြောဆိုနှုတ်ဆက်တာပါရှင်ဒီနောက်မှာတော့မိနန္ဒာနတ်သမီးလည်းမုံဝါပျောက်ကွယ်ခဲ့ရပါတယ်
ဒီအတွက်နန္တိသေနာဖို့ဝမ်းမြောက်ကြည်နူး၍မဆုံးဖြစ်လေတော့တယ်။နောက်ရက်မှာတော့နန္တိသေနာကစွန့်ခံတန်ကားတော်များအားကုသိုလ်ဒါနအဖို့ပါကရဲ့အကျိုးကျေးဇူးကြီးမားပုံမကျွတ်မလွတ်သောပြိတ္တာများနေဖြင့်တာတုခေါ်ခွင့်ကြုံမှာကမကျွတ်မလွတ်သောပြိတ္တာများနေဖြင့်တာတုခေါ်ခွင့်ကြုံမှာကပြိတ္တာဘဝမှာကျွတ်လွတ်ပြီးကောင်းမွန်မြင့်မြတ်သောပုံပိတ်မှန်သို့ရောက်ရှိနိုင်ပုံတို့အားမိမိအဖြစ်ကိုစံနမူနာထားလျက်ရှောက်ထားခဲ့တယ်။ဤ၌ယဟန်တော်များကလည်းနန္တိသေနာပြောဆိုသည်များကိုမြတ်စွာဘုရားရှင်ထံရောက်သည့်အခါရှောက်ထားကြပြန်တယ်။ထိုအခါမြတ်စွာဘုရားရှင်လည်းထိုအကြောင်းအရာဖြစ်တဲ့တို့ကိုအရင်ခံပြီးတရားနာပရိသတ်တို့အားဟောကြားတော်မူတယ်။ကံသုံးပါးကိုထိမ့်သိမ်းဆောင်ရှောက်ပြီးသီလ၌မွေ့လျော်ရန်ဆုံးမလေတယ်။ထိုတည်တနာတော်ကတရားနာပရိသတ်အပါဝင်လူပေါင်းတို့အတွက်ကာယကံဝစီကံမနောကံတည်းဟုသောကံသုံးပါးပေါ်စောင့်ထိန်ရန်တတိတံဝေကရကြပါလေတည်းဟုတ်ကဲ့ပါရှင်အခုဖတ်ပြတင်ဆက်ပေးခဲ့တဲ့စက်တော်လေးကတော့စာရေးဆရာနန္ဒာမိုးကျယ်ရေးသားထားတဲ့သာသနာမိခင်နဲ့ဗုဒ္ဓခေတ်စက်တော်ပုံရိပ်များဆိုတဲ့စာအုပ်ထဲကတစ်ချိန်လုံးကမိနန္ဒာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲကံသုံးပါးအစဉ်တည်းထိမ့်သိမ်းနိုင်ကြပါစေလို့မေတ္တာပြုလိုက်ပါတယ်ရှင်နောက်ဗီဒီယိုမှာနောက်ဆက်တော်တစ်ပုဒ်နဲ့တူပြန်လာခဲ့ပါမယ်ရှင်